လူတစ်ယောက်ရဲ့ဘဝမှာအောင်မြင်မှုပျက်စီးမှုကံကောင်းခြင်းကံဆိုးခြင်းတွေကိုဘာကသတ်မှတ်ပေးတာလဲကံတရားလားသို့မဟုတ်ကိုယ်တိုင်ရဲ့စိတ်လားဒီနေ့မှာတော့စိတ်အလိုနဲ့ကိုယ်စောင့်နှက်ဖတ်ဆိုတဲ့စာအုပ်ထဲကသင်ဘဝကိုတကယ်ပြောင်းလဲနိုင်တဲ့အကြောင်းအရာတွေကိုနားလည်လွယ်အောင်ပြောပြပေးမှာဖြစ်ပါတယ်လူတစ်ယောက်ရဲ့ဘဝကိုထိန်းချုပ်နေတဲ့အရာဟာအပြင်ကအရာတွေမဟုတ်ဘူးကိုယ်အတွင်းမှာရှိတဲ့စိတ်ပါစိတ်ကဘယ်လိုလုပ်နိုင်တယ်လဲဆိုတော့မဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်နိုင်တယ်မရှိတာကိုရှိလာအောင်ဆွဲဆောင်နိုင်တယ်နေ့စဉ်ဖြစ်ရတွေကိုတောင်ပြောင်းလဲနိုင်တယ်ဥပမာတစ်ခုလူတစ်ယောက်ကငါမလုပ်နိုင်ဘူးလို့ယုံကြည်နေပြီဆိုရင်သူ့အတွက်အခွင့်အလမ်းတွေလာရင်တော့သူ့စိတ်ကပိတ်လိုက်တယ်ဒါပေမဲ့ငါလုပ်နိုင်တယ်လို့ယုံကြည်နေတဲ့သူကတော့အခွင့်အလမ်းတွေကိုဖန်တီးတတ်တယ်ဒါဟာစိတ်ရဲ့အင်အားပါကိုယ်ဆောင်နှက်ကဆိုတာအပြင်မှာရှိတဲ့နှက်တစ်ပါးမဟုတ်ဘူးတကယ်တော့ကိုယ်ဆောင်နှက်ဆိုတာကကိုယ်စိတ်ထဲမှာရှိတဲ့အင်အားတစ်ခုဖြစ်တယ်အဲ့ဒီအင်အားကကိုယ့်ကိုကာကွယ်ပေးတယ်အမှားမလုပ်မိအောင်တတိပေးတယ်အခွင့်အလမ်းတွေကိုဆွဲဆောင်ပေးတယ်ဒါပေမဲ့ဒီကိုယ်ဆောင်နှက်ကတင်းစိတ်အလိုကိုပဲနားထောင်တယ်တင်းဘာကိုယုံကြည်တယ်လဲတင်းဘာကိုစိတ်ထဲမှာထည့်ထားတယ်လဲအဲ့ဒါပဲသူလုပ်ပေးမယ်ဒါကြောင့်စိတ်ကောင်းရင်ကိုယ်ဆောင်နှက်ကကောင်းတဲ့အရာတွေဆွဲဆောင်ပေးမယ်စိတ်မကောင်းရင်တော့ဆိုးတဲ့အရာတွေကိုပဲဆွဲဆောင်လာမယ်လူတော်တော်များများကကိုယ့်ဘဝကိုအပြင်အရာတွေကြောင့်ဖြစ်တယ်လို့ထင်ကြတယ်ဥပမာငါဆင်းရဲတာကံဆိုးလို့ငါမအောင်မြင်တာအခွင့်အလမ်းမရှိလို့ဒီအရာတွေဟာစိတ်ထဲကအယူဆတွေကြောင့်ဖြစ်တာပါတင်းစိတ်ထဲမှာငါမတော်ဘူးငါမအောင်မြင်နိုင်ဘူးငါဘဝကမကောင်းဘူးဆိုတဲ့အယူဆတွေရှိနေပြီဆိုရင်တင်းကိုစောင့်နှက်ကအဲ့ဒါကိုတကယ်ဖြစ်အောင်လုပ်ပေးမယ်ဒါပေမဲ့တင်းပြောင်းလိုက်ရင်ငါတိုးတက်နိုင်တယ်ငါအောင်မြင်မယ်ငါဘဝကပိုကောင်းလာမယ်ဆိုပြီးစိတ်ကိုပြောင်းလိုက်ရင်တင်းဘဝကလည်းတဖြည်းဖြည်းပြောင်းလဲလာမယ်ဒါကစိတ်ရဲ့စွမ်းအားပါမကောင်းတဲ့စိတ်တွေးတွေဟာအဆိုးဆုံးရန်သူတွေပါအမြဲတမ်းကြောက်ရွံ့နေတယ်စိုးရိမ်နေတယ်မကောင်းတာပဲထင်နေတယ်ဆိုရင်အဲ့ဒီစိတ်အခြေအနေကကိုယ်ဆောင်နှက်ကိုအမိတ်ပေးတယ်လို့ဖြစ်တယ်နောက်ဆုံးမှာတင်မလို့ခြင်းတဲ့အရာတွေကိုပဲကိုယ့်ဘဝထဲကိုဆွဲခေါ်လာမယ်ဒါကြောင့်စိတ်ကိုထိန်းချုပ်နိုင်တာကအရေးကြီးဆုံးပါဒါဆိုဘယ်လိုလုပ်ရင်စိတ်ကောင်းတစ်ခုတည်ဆောက်နိုင်မလဲတခုကိုယုံကြည်ပါနေ့စဉ်စိတ်ကောင်းတွေးတွေထဲပါသုံးမကောင်းတဲ့တွေးတွေကိုချက်ချင်းရပ်တန့်ပါလေးရီမှန်းချက်ကိုစိတ်ထဲမှာမြင်အောင်ပါဥပမာနေ့တိုင်းငါအောင်မြင်နေပြီငါဘဝကတိုးတက်နေပြီဆိုပြီးစိတ်ထဲမှာပြောနေပါဒါဟာလိမ့်တာမဟုတ်ဘူးဒါဟာကိုယ်ဆောင်နှက်ကိုလမ်းညွှန်ပေးနေတာပါတဖြည်းဖြည်းတင်းဘဝကအဲ့ဒီအတိုင်းပြောင်းလဲလာမယ်တင်းဘဝကိုပြောင်းလဲခြင်းရင်အပြင်ကအရာတွေကိုမပြောင်းခင်ကိုယ်စိတ်ကိုပြောင်းပါကိုယ်ဆောင်နှက်ဆိုတာအပြင်မှာမရှိဘူးတင်းအတွင်းမှာရှိတယ်တင်းစိတ်အလိုအတိုင်းတင်းဘဝကိုဖန်တီးပေးနေတယ်ဒါကြောင့်ဒီနေ့ကစပြီးတင်းစိတ်ကိုတေချာရွေးချယ်ပါဘာလို့လဲဆိုတော့တင်းစိတ်ကတင်းဘဝရဲ့အနာဂတ်ကိုရေးသားနေတယ်ဒီလိုစိတ်ပညာအကြောင်းအရာတွေဘဝပြောင်းလဲနိုင်တဲ့ဇာတ်လမ်းတွေကိုဆက်လက်နားထောင်ခြင်းရင်တော့ subscribe လုပ်ပြီး follow ထားဖို့မမေ့ပါနဲ့